ဒါမျိုးလို့ရှေ့ကိုရောက်သွားပြီအဲ့ကပုံစံမတူတာကြတော့ဘယ်လိုမျိုးရှိလဲဆိုပုံမှန်ဆိုလို့ရှိရင်မပြိုတို့တွေကိုဒီလှေကကွင်ရနေပြီးတော့မပြိုတို့ဒီဘက်လှေကကွင်ရနေပြီးတော့မပြိုတို့ဒီလိုမျိုးဆွဲထုတ်လိုက်တဲ့အခါကိုဆွဲထုတ်ပြီးတဲ့အခါကျလို့ရှိရင်နှခမ်းကိုမပြိုတို့ဓာတ်လိုက်စင်တူပြီးဖွဲ့လိုက်တယ်ပေါ့နော်အဲ့လိုဖွဲ့လိုက်တယ်ဆိုလို့ရှိရင်တော့ရှောက်လန်းကသူ့ဘက်သူအပေါက်မဖောက်ပဲနဲ့အဲ့နေရာမှာပဲအဆင်ပြေတယ်အရင်နေရာမှာပဲအဆင်ပြေတယ်ဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်ကျတော့အပေါက်ကဒီဘက်ကရှောက်လန်းဖြစ်သွားပြီးတဲ့အခါကျအပေါက်လည်းဖွင့်စရာမလိုတော့ဘူးတက်တက်ဖြစ်သွားပြီပေါ့ဒါပေမဲ့အရှင်တွေကကျတော့အဲ့တိုင်းပုံစံမျိုးနဲ့သူထားမဲ့ပုံစံမျိုးကမညီမျှတဲ့အခါကျတော့အပေါက်ကိုချင်းဘက်ကိုမပြတော့ပိတ်ပြီးတော့ဒီဘက်ကအပေါက်ကိုဖွင့်ပြီးတဲ့အခါကျလို့ရှိရင်မပြတော့ဒီမှာကျတော့လေ9ပေဝန်းကျင်ကျန်တယ်ဒီရှောက်လန်းက9မပြတော့10ပေဝန်းကျင်ကျန်မယ်နောက်က9ပေဝန်းကျင်ကျန်မယ်ဒါပေမဲ့အခန်းလေးကတော့ပုံစံလေးစမ်းသွားတာပေါ့နော်ဒီမှာတစ်ခန်းပြီးတဲ့အခါကျလို့ရှိရင်ဒီလေကကွင်နောက်မှာထားချင်တာရေးထားလို့ရမယ်ရှောက်လန်းလည်းအကျယ်ကြီးရှိတယ်အိတ်ခန်းလည်းအကျယ်ကြီးပုံစံမျိုးရသွားတယ်ပေါ့နော်ပုံစံလေးကဒါအပေါ်ဆုံးတက်ပေါ့ဒီဟာရှိမယ်ဒါမပြတော့ပါကီခင်းထားရပေါ့နော်လူအသက်ရှင်ရတော့မြင်တဲ့အတိုင်းပဲအကုန်လောက်ထားပြီးသားမပြတော့ပြီးတဲ့အခါကျလို့ရှိရင်ဒီအရှိမဆိုလို့ရှိရင်ဘာပါမလဲဆိုတော့ safety အနေနဲ့ဆိုရင်မပြတော့ဘာကြတကားတစ်ချက်ပါပါမယ်ခုနကဘာကြတကားကတော့အဖြူရောင်ဒီဘာကြတကားကတော့မပြတော့ဘာလဲဆိုတဲ့အခါကျတော့ဘုတ်ပလက်ပေါ့နော်အမဲရောင်ပေါ့နော်ဒါတော့အမဲရောင်အပြောင်တောက်ပေးထားပါတယ်ဒီဟာဒါမဲ့ခါကြတကားဆိုပေမဲ့စတီးလိုမျိုးပဲမပြလို့ပေါ့ပါဆွဲလို့ရတဲ့ပုံစံမျိုးနဲ့ပဲသွားပါတော့ဘာကြတွေဆိုပြီးတော့အိုင်းနဲ့လုံးဆရာမလို့ဟုတ်တယ်မလားနော်ဟုတ်တယ်ပြောနေအဲ့လိုမျိုးလေးပါအဲ့တော့ဒီဟာလေးကမပြလို့နှစ်ကူးမှာဒုတိယမြောက်ပေါ့နော်2026မှာ2026ဒီတလပိုင်းမှာဒါဒုတိယအပ်တဲ့ site လေးပေါ့နော်ဒီ site လေးရဆိုလို့ရှိရင်မပြလို့ခုနကပြောသလိုပဲတအိမ်လုံးကိုမပြလို့BCC မကြသေးဘူးထင်တယ်အဲကြောင့်ဘေးသက်မန်းနေမပါဘဲနဲ့အရှိပါစာနဲ့နောက်သက်မန်းပါတယ်ပြီးတဲ့အခါကျလို့ရှိရင်အခန်းနှစ်ခန်းမပြလို့ဖွဲ့တယ်ပြီးတဲ့အခါကျလို့ရှိရင်မိဖို့ကောင်အပေါ်ကပီနဲ့လုပ်တယ်လိုတဲ့ရေလိုင်းတွေလုပ်ပေးတာရေကတော့ pressure pan တက်တာတို့မပြလို့ဘေးစင်လေးတက်တာတို့ shower လေးဒူစေးပါလေးလိုအပ်တဲ့ဟာလေးတွေမပြလို့လုပ်ပေးတာသူ့ရင်အလားမစင်ဘူး furniture တွေမထည့်ဘူးဆိုလို့ရှိရင်ဒါဒီဇိုင်းမဲ့တာနေလို့ရပြီပေါ့နော်ဝယ်ရတဲ့ ready made furniture ပဲထည့်မယ်ဆိုလဲထည့်ပြီးတော့တန်းနေလို့ရတဲ့အခြေအနေကိုအစင်နဲ့ ready ဖြစ်သွားပြီပေါ့နော်အဲ့တော့နေမယ်ဆိုလဲနေလို့ရပါပြီနှစ်သက်လေးမှာဒီနှစ်သက်လေးမှာဒီအိမ်မှာခုနကပြောသလိုမျိုးပဲမပြိုကဒီနှစ်သက်လေးမှာဒီအိမ်လေးကိုရောက်ပြီးတော့စပြီးနေတဲ့အချိန်ကနေစပြီးတော့စီးပွားရေးဒီလာတိုးတက်ပြီးတော့ကျန်းမာချမ်းသာပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝပိုင်ဆိုင်နိုင်ပါစေလို့ဒီရေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အမားပိုင်လည်းခွင့်လွှတ်ပေးကြပါအောင်နော်